ဟုတ်ကဲ့ဟိုဆရာမနာမည်ဘယ်လိုခေါ်လဲဗျတော့ဒေါ်လာရေးတီးတန့်လောက်တာเนาะပညာရေးကဏ္ဍနဲ့ကျန်းမာရေးကဏ္ဍမှာကျွန်တော်တို့ဘက်ကလုံမပေးနိုင်တဲ့အရာတွေကိုဆရာမတို့ကပြည်သူတွေကိုစောင့်ရှောက်မှုပေးတယ်ကလေးတွေကိုစာသင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်เนาะအခုရှိတာကဒီလိုပါကျွန်တော်တို့လုံနေတဲ့ဒေါ်လာရေးလမ်းကြောင်းမှာစက်ကဒီစစ်ကောင်စီဘက်ကနေပြီးတော့ပေါ့เนาะပညာရေးထဲမှာကလေးတွေကိုဝါဒမိုင်းနေသွင်းတာမျိုးသွင်းခိုင်းတာမျိုးပေါ့เนาะဒီဆရာမတို့ဘက်ကနေတဘောတစ်ခုဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီပြည်သူတွေပေါ်မှာပတ်စံနေတောင်းခံတာမျိုးကျောင်းလာကစားအုပ်လာကဘာညာအဲ့လိုမျိုးဘေးကနေဘေးပေါက်ရှာပြီးတော့ပတ်စံနေတောင်းခံတာမျိုးဟိုကျမ်းမာရေးဆိုလဲအဲ့လိုပဲပေါ့နော်ပတ်စံနေအစမတန်တောင်းတာမျိုးဘာမျိုးဤသူဘက်ကတိုင်တန်းလာရင်ကျွန်တော်တို့ကတော့ဒါအရေးယူမယ်ပေါ့နော်အရေးယူပြီးလို့ရှိရင်ကျွန်တော်တို့စာတင်နေဆိုရင်လဲစာပဲတင်မှာအခြားຢာတွေနဲ့မရောရှက်ပါနဲ့ပေါ့နော်ကျွန်တော်တို့အဲ့ဒါအေးသေးသေးပဲပြန်ခိုင်းလိုက်ပါမယ်နော်ကျွန်တော်တို့ဘက်ကတော့အဲ့လိုမျိုးဆရာမတွေဖန်ဆီးတာမျိုးအရေးယူတာမျိုးလုံးဝမရှိပါဘူးဆရာမကြီးနော်